အိန္ဒိယမြန်မာနိုင်ငံနယ်စပ်မှာလက်နက်ကန်တပ်တွေမရှိရင်နေပြည်တော်၌ဒေလီမှာဆွေးနွေးကြောင်းသိရှိရပါတယ်။အိန္ဒိယမြန်မာနိုင်ငံနယ်စပ်ဒေသတွင်လက်နက်ကန်တပ်တွေမရှိဖို့နိုင်ငံကြားလုံခြုံရေးအရာပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့ဆွေးနွေးထားတယ်လို့အိန္ဒိယရေတပ်ဦးစီးချုပ်နဲ့မြန်မာစစ်ကောင်ဆောင်တဲ့ဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့ဆွေးနွေးထားတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကထုတ်ပြန်ပါတယ်။အိန္ဒိယရေတပ်ဗိုလ်ချုပ်ကြီးဒီနစ်ကေထရီပါတီနဲ့စစ်ကောင်ဆောင်ဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့သည်မေလ4ရက်ကနေပြည်တော်မှာတွေ့ဆုံချိန်ဆွေးနွေးခဲ့တာလို့ဆိုပါတယ်။အိန္ဒိယရေတပ်ရဲ့ထုတ်ပြန်ချက်မှာတော့နယ်စပ်ကလက်နက်ကန်တပ်တွေအကြောင်းထည့်သွင်းဖော်ပြထားတာမျိုးမရှိပေမဲ့ဒေသတွင်းတည်ငြိမ်မှုနဲ့လုံခြုံရေးကိုပြင့်တင်ဖို့နိုင်ငံကာကွယ်ရေးဆိုင်ရာဆောင်ရွက်ချက်တွေကိုမဟာဗျူဟာစင့်တိတက်ရောက်မှုရှိရေးဆွေးနွေးခဲ့ကြတယ်လို့ကြေညာထားပါတယ်။ထရီပါတီရဲ့မြန်မာပြည်ခီးစဉ်ဟာမေလ2ရက်ကနေ9ရက်ထိဖြစ်ပြီးအဲဒီအချိန်တွင်မြန်မာရေတပ်ဗိုလ်ကွပ်ကဲမှုဌာနကအရာရှိတွေနဲ့လည်းတွေ့ဆုံထားတယ်လို့အိန္ဒိယရေတပ်ကပြောပါတယ်။နိုင်ငံနယ်စပ်ဒေသမှာမြန်မာဘက်ကြားစကိုင်းအနောက်ဘက်ကဓမူအပါဝင်ချင်းပြည်နယ်အနောက်ခြမ်းတီးတိန်နဲ့ဖလန်းစားတဲ့ဒေသတွေမှာချင်းကာကွယ်ရေးတပ်ဖွဲ့အာရခတ်တပ်တော်ပါဝင်တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့မြန်မာစစ်တပ်တို့ကြားတိုက်ပွဲတွေဖြစ်ပွားနေဆဲဖြစ်ပါတယ်။အလားတူအိန္ဒိယဆိုရကိုတော်လှန်နေတဲ့နာဂနဲ့ကသဲလက်နက်ကိုင်ဖွဲ့တချို့လည်းမြန်မာအိန္ဒိယနယ်စပ်တကြောမှာပြန့်နှံ့ခြေစိုက်ထားကြတာဖြစ်ပါတယ်။အိန္ဒိယစစ်တပ်ဟာပြီးခဲ့တဲ့နှစ်တုန်းကနယ်စပ်ကအဲ့ဒီလက်နက်ကိုင်တပ်တွေကိုနှိမ်နင်းတဲ့စစ်စင်ရေးလုပ်တယ်လို့ဆိုပြီး drone နဲ့တိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့လူသိရှင်ကြားကြေညာပြီးအဲ့ဒီစစ်စင်ရေးကိုဥဆောင်ခဲ့သူအရာရှိကိုလည်းဂုဏ်ပြုစုတစိချင်းမြင့်ခဲ့ဖူးပါတယ်။ဒါပေမဲ့မြန်မာနယ်စပ်မှာအိန္ဒိယရဲ့စီရေးလှုပ်ဆောင်ချက်ကိုနေပြည်တော်ဘက်ကတိတ်ဆိတ်နေခဲ့ပြီးအိန္ဒိယရေချုပ်ရဲ့အခုခီးစဉ်ရောက်မှနိုင်ငံနယ်စပ်တည်ငြိမ်ရေးလှုပ်ဆောင်မယ်လို့မြန်မာစစ်တပ်ကောင်းဆောင်ဗိုလ်ချုပ်ကြီးရဲဝင်းဦးကပြောလာတာဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့နာဂနဲ့ကတယ်လက်နက်ကိုင်ဖွဲ့ချုပ်ဟာမြန်မာစစ်တပ်နဲ့ပူးပေါင်းပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကိုတိုက်ခိုက်တာတွေရှိနေတယ်လို့အစောပိုင်းကတည်းကထုတ်ပြန်ထားပါတယ်။အိန္ဒိယရေချုပ်နဲ့ဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့နေပြည်တော်မှာတွေ့ဆုံမှုကနေပင်လယ်ရေကြောင်းကုန်သွယ်မှုဆိုင်ရာကိစ္စရပ်တွေပြင်နိုင်ငံရေးတပ်ကြားဈေးလေ့ကျင့်မှုတွေကိုလည်းပူးပေါင်းလှုပ်ဆောင်သွားတယ်လို့သတင်းထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။အိန္ဒိယရေချုပ်ရဲ့ခီးစဉ်တွင်အိန္ဒိယအစိုးရကပံ့ပိုးပေးထားတဲ့စစ်ဘက်ဆိုင်ရာကိရိယာတွေကိုမြန်မာရေတပ်ဘက်ကိုလွှဲပြောင်းပေးထားသလိုအဲဒီထဲမှာတင်မောသုံးဆောင်ပစ္စည်းတွေကာယုဏလုံခြုံရေးအတွက်အသုံးပြုနိုင်တဲ့ကိရိယာတွေပါဝင်တယ်လို့အိန္ဒိယဘက်ကဆိုပါတယ်။အိန္ဒိယရေတပ်ရဲ့စစ်ရေးရန်စင်ဟာချစ်ကြည်ရေးခီးလည်ပတ်ဖို့ဆိုပြီးဧပြီလ4ရက်နေ့ညနေပိုင်းမှာပဲရန်ကုန်မြို့တီလိုဝါစစ်ကမ်းကိုရောက်ရှိနေပြီဖြစ်ပါတယ်။လုံခြံမှုအာဏာသိမ်းမှုအန္တရာယ်တွေကိုပူတင်အကြီးအကျယ်စိုးရိမ်နေတယ်လို့သိရပါတယ်။လုံခြံမှုနဲ့အာဏာသိမ်းနိုင်ခြင်းအလားအလာတွေကြောင့်ရုရှားဆိုရဟာသမ္မတဗလာဒီမာပူတင်အတွက်သတ်မှတ်ထားတဲ့လုံခြုံရေးအစီအမံတွေကိုအထူးတိုးမြှင့်ကြပ်မတ်နေကြောင်းဥရောပထောက်လှမ်းရေးအေဂျင်စီတစ်ခုရဲ့အစီရင်ခံစာကဖော်ပြခဲ့ပါတယ်။ CNN သတင်းဌာနဟာအဲ့ဒီရှိုးဝက်စီရင်ခံစာကိုလေ့လာခွင့်ရခဲ့ပြီးရုရှားဆိုရရဲ့လုံခြုံရေးအေဂျင်စီတွေကပူတင်အတွက်အကာအကွယ်စီမံတွေဘယ်လိုတင်းကျပ်နေတယ်လဲဆိုတာကိုပြန်လည်ဖော်ပြခဲ့တာဖြစ်ပါတယ်။မော်စကိုမြို့တော်ပါဝင်ရုရှားရဲ့ဒေသတချို့မှာယူကရိန်းလက်ချက်လို့ယူဆရတဲ့လုံခြံမှုတွေကြောင့်ရုရှားစစ်ဘက်ထိပ်တန်းအရာရှိတွေတေဆုံးဒဏ်ရာရခဲ့တဲ့ဖြစ်စဉ်တွေကရုရှားဆိုရရုံးဆိုင်ရာခရီမလန်နန်းတော်ကိုလှုပ်လှုပ်ခတ်ခတ်ဖြစ်စေခဲ့တယ်လို့အစီရင်ခံစာကဆိုပါတယ်။အခုအခါသမရနဲ့အနီးကရှိနေနိုင်တဲ့စပူမှုတွေကိုရန်တော်တွေဓာတ်ပုံဆရာတွေကိုအများပြည်သူအသုံးပြုတဲ့ပို့ဆောင်ရေးစနစ်တွေဥပမာဘတ်စကားနဲ့ယထာတွေအသုံးပြုသွားလာခြင်းကိုခရီမလန်နန်းတော်ကတားမြစ်ထားပါတယ်။ဒါအပြင်ပူတင်ကိုတွေးဖို့နန်းတော်စီရောက်လာတဲ့ဘယ်သူမဆိုစကန်ဖတ်စစ်ဆေးမှုတွေကိုနှစ်ကြိမ်တိုင်ဖြတ်သန်းရပါတယ်။ပူတင်နဲ့အနီးကအလုပ်လုပ်ရသူတွေဟာတာဝန်ချိန်မှာအင်တာနက်ချိတ်လို့မရတဲ့မိုဘိုင်းဖုန်းတွေကိုပဲအသုံးပြုကြရပါတယ်။ဒီဇင်ဘာလတုန်းကထိပ်တန်းရုရှားဗိုလ်ချုပ်တူနှုတ်ကြခံခဲ့ရတဲ့ဖြစ်စဉ်အပြီးအဲဒီလိုလုံခြုံရေးအစီအမံတွေကပိုပြီးတင်းကျပ်လာခဲ့တယ်လို့လည်းအစီရင်ခံစာရသိရပါတယ်။ပူတင်ကိုယ်တိုင်လည်းအနေစားပူကြုံလာဟန်ရှိပြီးသူပုံမှန်လက်ပတ်သွားလာတတ်တဲ့နေရာတွေစီရင်ကိုလည်းလုံခြုံရေးအေဂျင့်တွေကတိတိတတ်တာရှော့ချပစ်ခဲ့ပါတယ်။မော်စကိုတဝိုင်းနဲ့ဘယ်လ်တန်မြို့တို့မှာရှိတဲ့မကြာခဏလက်ပတ်သွားလာခဲ့တဲ့နေရာတွေကိုလည်းပူတင်နဲ့မိသားစုဝင်တွေတွားရောက်တာမျိုးမရှိတော့ဘူးလို့လည်းအစီရင်ခံစာကဆိုပါတယ်။ခရီမလင်နန်းတော်ကစိုးရိမ်တဲ့နောက်ထပ်ချိန်ချောက်မှုတစ်ခုကတော့အာဏာသိမ်းမဲ့ဖြစ်နိုင်တယ်လို့သိရပါတယ်။နောက်ပြီးအစိုးရနဲ့ပတ်သက်တဲ့ထိလွယ်ရှလွယ်ဖြစ်တဲ့သတင်းအချက်လက်ပေါက်ကြားမှုတွေအတွက်လည်းအတွင်းပိုင်းတင်းမာမှုတွေရှိနေတယ်လို့အစီရင်ခံစာမှာပါရှိခဲ့ပါတယ်။အဲဒီစီရင်ခံစာမှာအော်စရာအကောင်ဆုံးသုံးသက်ချက်တစ်ခုကပူတင်စီကအာဏာသိမ်းဖို့ကြံစီမဲ့ဖြစ်နိုင်ခြင်းအရှိဆုံးသူဖြစ်ကာကွယ်ဝန်ကြီးဟောင်းကိုရည်ညွှန်းထားတာဖြစ်ပါတယ်။ပူတင်ရဲ့အနိကဆုံးမဟာမိတ်တူဖြစ်သတ်မှတ်ခံထားရသူကာကွယ်ဝန်ကြီးရာထူးကနေပထုတ်ခံရတဲ့နောက်ယခုအခါပူတင်ရဲ့လုံခြုံရေးကောင်စီမှာအတွင်းရေးမှူးဖြစ်ခန့်အပ်ခံထားရသူဖြစ်ပါတယ်။သူဟာရုရှားစစ်တပ်ရဲ့အမြင့်ဆုံးအမိန့်ပေးမှုကွန်ရက်ပေါ်မှာဝေါ်စာညောင်းသူတူဖြစ်ကြောင်းဒါကြောင့်လည်းပူတင်က
ရိုက်ကူနဲ့စစ်တပ်ကြားကဆက်နွယ်မှုတွေကိုဖျက်တောက်ဖို့ကြံစည်နေတယ်လို့သတင်းစာကဖော်ပြပါတယ်။ရိုက်ကူရဲ့လေယုံလို့ဆိုနိုင်တဲ့ရုစလန်ဆာလီကော့ဖ်ဟာမတ်လ9 ရက်နေ့ကဖမ်းခံခဲ့ရပါတယ်။ဆာလီကော့ဖ်ကိုအလွဲသုံးစားမှုနဲ့ဖမ်းဆီးခြင်းဟာရိုက်ကူကိုအားနဲ့သွားအောင်ထိုးနှက်တဲ့ခြေလှမ်းတစ်ခုလို့ယုံကြည်ရပြီးတိတ်မကြခင်မှာရိုက်ကူကိုယ်တိုင်စုံစမ်းမှုစကွင်းတဲ့ကြောက်ရောက်လာတာမျိုးဖြစ်အောင်ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ဆိုပါတယ်။ပူတင်အနေနဲ့2023ခုနှစ်တုန်းကရုရှားကျေးစာတပ်ဖွဲ့ဝါဂျာနဲ့မအောင်မြင်တဲ့ပုံကမှုတွေလည်းခြောက်ခြားနေစေလို့ယုံကြည်ရပါတယ်။အဲဒီနှစ်ဇွန်လတုန်းကယူကရိန်းစစ်မြေပြင်မှာကွက်ကဲနေတဲ့ရုရှားစီဦးစီးတွေရဲ့ဗျူဟာကိုမကျေနပ်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ဝဂနာတပ်တွေဟာမြို့တော်မော်စကိုစီချီတက်ခဲ့ကြပါတယ်။ဒါပေမဲ့အရွေချက်မအောင်မြင်ခဲ့ပဲတရက်အကြာမှာပဲဝဂနာတပ်တွေဟာအစီအစဉ်ကိုဆွတ်လွတ်ခဲ့ရပါတယ်။ဝဂနာရဲ့ခေါင်းဆောင်ဟာလည်းဖေလီဆာနဲ့လေယာဉ်ပြတ်ကျမှုတစ်ခုကြောင့်တေဆုံးသွားခဲ့ပါတယ်။ဟော်မော့စ်မှာအီရန်နဲ့အမေရိကန်ကြားအပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးအခြေအနေတင်းမာနေကြောင်းသိရှိရပါတယ်။ဟော်မော့စ်စီလက်ကြားမှာအမေရိကန်နဲ့အီရန်တို့ကြားအပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီးအခြေအနေတွေတော့ပြန်လဲတင်းမာနေတယ်လို့သိရပါတယ်။အီရန်ကဟော်မော့စ်စီလက်ကြားကိုပိတ်ဆို့ထားမှုကြောင့်အနီးတစ်ဝိုက်ရေပြင်မှာပိတ်မိနေတဲ့အရက်ဖက်သင်္ဘောတွေကိုအမေရိကန်ရေတပ်ကခြံရံစောင့်ရှောက်ပေးပြီးရွှေ့ပြောင်းနိုင်ဖို့စီစဉ်လာတဲ့နောက်အခုလိုအခြေအနေတွေဖြစ်လာတာဖြစ်ပါတယ်။အီရန်နဲ့အမေရိကန်တို့ဟာလက်ရှိမှာအပစ်ခတ်ရပ်စဲထားပေမဲ့ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကတော့တိုးတက်မှုနှေးကွေးနေဆဲဖြစ်ပါတယ်။မေလ4 ရက်နေ့မှာတော့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကအမေရိကန်ရေတပ်ဟာဟိုမိုစီလက်ကြားထဲမှာအီရန်ရဲ့အမြန်တိုက်လေယာဉ်ငယ်9စင်းကိုပစ်ခတ်ခဲ့တယ်လို့ကြေညာခဲ့ပါတယ်။အဲဒီနေ့ကအာရပ်စော်ဘွားများပြည်ထောင်စု UAE နဲ့တောင်ကိုရီးယားနိုင်ငံတွေရဲ့ရေယာဉ်တွေဟာဟိုမို့စ်မှာအီရန်ရဲ့တိုက်ခိုက်ခြင်းကိုခံခဲ့ရကြောင်းနှစ်နိုင်ငံစလုံးကအတည်ပြုခဲ့ပါတယ်။ဒါအပြင်အီရန်တိုက်ခိုက်မှုကြောင့်ဖူဂျန်ယာမြို့ကရေနံတင်ချစစ်ကားတစ်ခုမှာလည်းမိလောင်မှုဖြစ်ပွားခဲ့သေးတယ်လို့ UAE ကထုတ်ပြန်ခဲ့ပါတယ်။ရေကြောင်းတည်ယူပို့ဆောင်ရေးကုမ္ပဏီ Maersk ကတော့အမေရိကန်လမ်းလွှင့်တူထားတဲ့ရေယာဉ်တစ်စင်းဟာရေတပ်ရဲ့ခြံရံစောင့်ရှောက်မှုနဲ့အတူဟိုမို့စ်လက်ကြားကနေအောင်မြင်မြင်ထွက်ခွာနိုင်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ Trump ကဟိုမို့စ်မှာပိတ်မိနေတဲ့ရေယာဉ်တွေကိုရေတပ်အကူအညီနဲ့ရွှေ့ပြောင်းပေးတဲ့အစီအစဉ်ကို Project Freedom လို့နာမည်ပေးထားပါတယ်။ Trump ကအမေရိကန်ဟာအီရန်ရဲ့အမြန်တိုက်ရေယာဉ်9စင်းကိုပစ်ခတ်ခဲ့ကြောင်းအီရန်ရေတပ်မှလည်းလက်ကျန်ရေယာဉ်ဆိုလို့အဲ့ဒီလှေတွေလောက်ပဲကြာတော့ကြောင်းပြောကြားခဲ့ပါတယ်။အမေရိကန်စစ်တပ်ရဲ့ကြေညာချက်မှာတော့အီရန်ရဲ့လှေတွေကိုပစ်ခတ်ဖို့အတွက်ရဲယာဉ်တွေကိုအသုံးပြုခဲ့တယ်လို့ဖော်ပြထားပါတယ်။အီရန်ကတော့အမေရိကန်ရဲ့ပစ်ခတ်မှုကိုခံခဲ့ရတယ်ဆိုတာမဟုတ်မှန်ဘူးလို့ညှင်းဆိုထားပါတယ်။အမေရိကန်ကရေတပ်ဖြတ်သင်္ဘောတွေနဲ့အမေရိကန်လာလွှင့်တူထားတဲ့ကုန်သွယ်ရေကြောင်းသင်္ဘောတွေကဟိုမို့စ်ကိုမေလ4 ရက်နေ့မှာဖျက်ဆီးခုံမောင်းခဲ့ကြောင်းအမေရိကန်ကစောပိုင်းမှာကြေညာခဲ့တာကိုလည်းအီရန်ကတော့မဟုတ်မှန်သတင်းတွေဖြစ်ပယ်ချခဲ့ပါတယ်။ပြီးတော့အီရန်ဟာအမေရိကန်ဖြတ်သင်္ဘောတွေကိုသတိပေး6လပစ်ခတ်ခဲ့တယ်လို့ကြေညာခဲ့ပေမဲ့အဲဒီဆိုကိုအမေရိကန်ကညှင်းခဲ့ပါတယ်။အီရန်ရေတပ်ကတော့အမေရိကန်စစ်ရေယာဉ်တွေဟာကနဦးသတိပေးချက်တွေကိုမတုံ့ပြန်မဲ့ဟိုမို့စ်ကိုချင်းကပ်ဖို့ကြိုးစားတဲ့အတွက်သတိပေးပစ်ခတ်ခဲ့တယ်လို့ပြောပါတယ်။ UAE နိုင်ငံခြားရေးဝန်ကြီးဌာနကတော့နိုင်ငံပိုင်ရေနံကုမ္ပဏီအတိုနေရဲ့ရေနံတင်သင်္ဘောတစ်စင်းဟာဟိုမို့စ်ရေလက်ကြားထဲမှာတိုက်ခိုက်ရကြောင်းကြေညာခဲ့ပါတယ်။တောင်ကိုရီးယားကလည်း UAE ကမ်းလွန်မှာရှိနေတဲ့နိုင်ငံပိုင်သင်္ဘောတစ်စင်းမှာပောက်ကွဲမှုဖြစ်ခဲ့တယ်လို့အတည်ပြုခဲ့ပါတယ်။ UAE အာဏာပိုင်တွေကတော့မေလ4 ရက်နေ့မှာနိုင်ငံရဲ့လေကြောင်းကာကွယ်ရေးစနစ်တွေဟာပဲ့ထိန်းဒုံးကျည်12စင်း၊ခရုစ်ဒုံးကျည်3စင်းနဲ့ drone 4စင်းတို့ကိုကြားဖြတ်ဟန်တာခဲ့ရကြောင်းပြောပါတယ်။ဒေသခံတွေရဲ့အဆိုအရဖူဂျန်ယာစိတ်ကားမိလောင်မှုမှာ3ဦးဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။နှစ်ဖက်ကြားပစ်ခတ်မှုတွေကြောင့်အပြစ်ရဲ့သဘောတူညီမှုဆက်လက်တည်တံ့ရေးဟာမရေမရာဖြစ်လာခဲ့ပြီးထရမ့်ကတော့အီရန်နဲ့အပြစ်ရဲ့သဘောတူညီမှုဆက်ပြီးအသက်ဝင်နေသေးလားဆိုတဲ့မေးခွန်းကိုမဖြေလို့ကြောင်းပြောကြားခဲ့ပါတယ်။သူ့အနေနဲ့ဒါကိုမပြောနိုင်ကြောင်းဒီမေးခွန်းကိုအတိအကျဖြေလိုက်မယ်ဆိုရင်သူဟာအမေရိကန်သမ္မတဖြစ်ဖို့လုံလောက်မပါနိုင်တဲ့အဓိပ္ပာယ်မျိုးတက်ရောက်သွားနိုင်ကြောင်းထရမ့်ကရေဒီယိုစီစဉ်မှုကိုပြောကြားခဲ့ပါတယ်။အမေရိကန်စစ်သင်္ဘောတွေကိုပြစ်မှတ်ထားဖို့ကြိုးစားလာမယ်ဆိုရင်အီရန်တပ်တွေကိုကမ္ဘာပေါ်ကနေဖျက်ဆီးပြီးဖျောက်ဖျက်ပစ်လိုက်မယ်လို့မေလ4 ရက်နေ့တုန်းက Fox သတင်းဌာနနဲ့အင်တာဗျူးမှာထရမ့်ကထိန်းချုပ်ခဲ့ပါသေးတယ်။ရွှေကူနဲ့ငါအိုဂျာတိုက်ပွဲပြင်းထန်နေပြီးရွေးတူအစိုးရစစ်တပ်ကအင်အားထောင်ကြီးထုတ်သုံးလာကြောင်းသိရှိရပါတယ်။ကချင်ပြည်နယ်ရွှေကူမြို့နယ်တွင်တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလာပြီးငါအိုတိုက်ရဲများတွင်ရွေးတူအစိုးရစစ်တပ်ကအင်အား1000ကျော်ပို့ကစစ်ကြောင်းထိုးထွက်နေကြောင်းသိရှိရပါတယ်။ရွှေကူငါအိုကြားတွင်မေလ4 ရက်နေ့အထိတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်တပ်ကတင်ကားများပါအုံပြုတ်တက်ခတ်လာကြောင်းသတင်းရင်းမြစ်များထံမှသိရှိရပါတယ်။ငါအိုနဲ့စင်ခန်းကြားမှာတိုက်ပွဲပြင်းထန်နေတယ်။တေဆုံးမှုအပေါင်းတို့တော့မသိရသေးဘူး။တပ်အမှတ်တွေစစ်စစ်နေပါတယ်ဟုစီဒီအမ်ဘူကြီးစင်ရော်ကပြောပါတယ်။ပြီးခဲ့သည့်ကစားတိုက်ပွဲပြင်းထန်စဉ်ကာလကငါအိုအခြေစိုက်ခလာရ121တပ်ရင်းတွင်ရက်စေးရည်များဖြင့်အင်အားဖြစ်တင်းမှုများရှိခဲ့ပါတယ်။
ငိုမှကြွေချလာသည့်အင်အားတစ်ထောင်ကျော်ပါစစ်ကြောင်းမှာစင်ခါမှတဆင့်ဗမော်အထိကြီးရွယ်နိုင်ကြောင်းစီးတရင်ရင်းမြစ်များထံမှသိရှိရပါတယ်။ရွေးတူအစိုးရစစ်တပ်ကလက်လွဲရရှိထားသည့်မိုးမိတ်မြို့တွင်ကိုလည်းပြီးခဲ့သည့် April 29 ရက်ကအင်အား900ကျော်ပါစစ်ကားအစင်းရေ20ကျော်ဖြင့်အင်အားဖြစ်တင်ထားပါတယ်။ထို့ကြောင့်ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်နယ်မြေမဘိန်းကိုပါစီးရောက်ရှိနိုင်သည့်အဖက်ဖက်ကအခြေအနေများကြောင့်ဒေသခံများကို KIA ကအသိပေးနှိုးဆော်မှုများပြုလုပ်ထားပါတယ်။ရွေးတူအစိုးရရဲ့ကာကွယ်ရေးဦးစီးချုပ်တဲ့ဗိုလ်ချုပ်ကြီးရန်ဟူဖြစ်လာခြင်းတွင်စကိုင်းအနဲ့အထက်ပိုင်းကိုအင်အားအလုံးရင်300စစ်ကြောင်းထိုးမှုများပြုလုပ်လာပြီးဆုံးရှုံးလက်လွတ်ထားရသည့်နေမြေများကိုလည်းလင်းရင်အုပ်လိုက်သုံးပြီးအလွန်ကျွံတိုက်ခိုက်နေကြောင်းသိရှိရပါတယ်။တောင်သာတရင်3နဲ့ပကပဖွဲ့ဝင်တွေရဲ့ကားတိုက်ခိုက်ခံရပြီးရဲဘော်စစ်တူကြဆုံးကြောင်းသိရှိရပါတယ်။မန္တလေးတိုင်းတောင်သာမြို့နယ်ကတန်မူရွာမှကြေးရွာလုံခြုံရေးယူဖို့သွားတဲ့ကာကင်းရဲဘော်တွေရဲ့ကားတိုက်ခိုက်ခံရပြီးရဲဘော်စစ်တူကြဆုံးခဲ့တဲ့ဖြစ်စဉ်ကိုသိထားသူတွေကပြောပါတယ်။မေလ4ရက်မနက်9:00 နာရီမှာတံမိုးရွာမှကြေးရွာကိုအင်အား15ဦးခန့်လိုက်ပါလာတဲ့ကားနဲ့တော်နိုင်ရဲဘော်တွေတွားရောက်စဉ်စစ်တပ်ကင်းပုံးနဲ့တွေ့ပြီးပြစ်ခတ်ခံခဲ့ရတာလို့သိရပါတယ်။မေလ4ရက်ညနေပိုင်းအထိတော်နိုင်ရဲဘော်စစ်တူကြာဆုံးပြီးပျောက်ဆုံးရဲဘော်တချို့လည်းရှိတယ်လို့သိရပါတယ်။ကိုဘက်ကကာကင်းအတွက်လုံခြုံရေးသွားတဲ့ချိန်စကားစဘက်ကလည်းကာကင်းတူရောက်နေတာနှစ်ဖက်လုံးကာကင်းထုတ်ထားပြီးစောင့်ပစ်ခံရတယ်လို့ဖြစ်သွားတာလို့ဖြစ်စဉ်ကိုသိရှိထားသူတူကပြောပါတယ်။အဲဒီကားပေါ်မှာမြင်းကြံခရိုင်တရင်သူတောင်သာကရဲဘော်တွေအများဆုံးပါဝင်ပြီးတိုက်နယ်ပကပကရဲဘော်တွေလည်းပါဝင်တယ်လို့သိရှိရပါတယ်။စစ်တပ်ကတော့တံမိုးကြေးရွာမှအနီးမောင်းဝင်လာတဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကကြိုတင်စောင့်တိုက်ကခံခဲ့ရပြီးရုပ်အလောင်း10လောင်း MA1 3လက် MA3 တလက် Type 81တလက် BA63 တလက် BA100 တလက်60မမ BA100 ဘုံဒီ9လုံးလက်ပစ်ဘုံ3လုံးကြီးကအုတ်ထုတ်9လုံးကြီးကအင်ဂျီ9ထည်ကြီးပေါက်မျိုးစုံ10ပေါက်4 wheel extra ကမော်တော်ယာဉ်တစ်စင်းတို့တင်ရတယ်လို့ထုတ်ပြန်ထားပါတယ်